မင်္ဂလာပါဆိုပြီးတော့ကျွန်တော်ပထမဦးစွာအားလုံးကိုနှုတ်ခွန်းဆက်တာချင်ပါတယ်ကျွန်တော်ဒီနေ့ဖျားသခင်ရဲ့နှုတ်ကပတ်တရားတော်နဲ့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ကျွန်တော်ရဲ့ဘဝမှာတော်တော်လေးကိုခွန်အားရတဲ့တမန်ကျမ်းထဲမှာရှိတဲ့သူရဲ့ကောင်းတရားရဲ့အကြောင်းဂျိုးဆက်ဆိုတဲ့သူရဲ့အကြောင်းနဲ့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ဒီဂျိုးဆက်ဟာဆိုရင်ကျွန်တော်တို့သိတဲ့အတိုင်းပဲသူရဲ့ဘဝမှာဒုက္ခဆင်းရဲပေါင်းစုံသူကကြုံတွေ့ရတယ်ဒုက္ခဆင်းရဲဆိုတဲ့အခါကျတော့ခရစ်ယာန်လောကမှာဆိုရင်ကျွန်တော်တခါတလေတိုက်ခိုက်မှုတွေကျွန်တော်ကြုံတွေ့လာတယ်ဒီတိုက်ခိုက်မှုတွေဟာဆိုရင်အများအားဖြင့်ကျွန်တော်တို့ဘယ်လိုပြောမလဲ expectation ဘယ်ကနေဖြစ်လာလဲဆိုတော့ဒီတိုက်ခိုက်မှုတွေကအပြင်ကနေဖြစ်လာတဲ့တိုက်ခိုက်မှုတွေဖြစ်တယ်ပြီးတော့ကျွန်တော်ပြောမယ်ဆိုရင်ဒီတိုက်ခိုက်မှုတွေဟာဆိုရင်ဟာလာဂိုင်းကနတစ်ခုနဲ့တစ်ခုလူမျိုးတစ်မျိုးနဲ့တစ်မျိုးပြီးတော့အတင်းတော်တစ်ခုနဲ့တစ်ခုကျွန်တော်တိုက်ခိုက်နေတဲ့ဂျားထဲမှာကျွန်တော်ဒီဂျိုးဆက်ရဲ့အကြောင်းကျွန်တော်ဖတ်ကြည့်တဲ့အခါကျတော့ဒီဂျိုးဆက်ကဘယ်လိုဖြစ်လဲဆိုတော့သူ့မိသားစုကသူ့ကိုတိုက်ခိုက်တယ်ဟလာတော်တော်လေးကိုခက်ခဲမဲ့အရာဖြစ်တယ်ဟလာတော်တော်လေးကိုစိတ်ပြည့်ရမယ်အခက်ခဲဖြစ်နေတယ်ဒါပေမဲ့ဘုရားသခင်ကိုသူယုံကြည်တဲ့သူတယောက်ကဒီဒုက္ခဆင်းရဲဟလာဒီတိုက်ခိုက်မှုသူ့ရဲ့ညီကိုမောင်နှမတွေကသူ့ကိုတိုက်ခိုက်တဲ့ဒဏ်ကိုသူကဘယ်လိုတွန်းလာလဲဘုရားသခင်နဲ့သူဘယ်လိုတိုက်ခိုက်ခဲ့လဲဆိုတာတော်တော်လေးကိုအရေးကြီးတယ်ကျွန်တော်ခရစ်ယာန်လောကမှာဆိုရင်ကျွန်တော်ဒီဟာတွေကိုကျွန်တော်ကောင်းမွန်စွာကျွန်တော်တိကျွမ်းမယ်ဆိုရင်ကျွန်တော်ခရစ်ယာန်ဘဝမှာဆိုရင်တော်လေးကိုဘုရားသခင်နဲ့ကျွန်တော်နီးစပ်နိုင်မဲ့အရာဖြစ်တယ်ဆိုတာကျွန်တော်ဒီနေ့ပထမဦးစွာကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ခေါင်းစဉ်ကျွန်တော်ဘယ်လိုတတ်ထားလဲဆိုတော့ဂျိုးဆက်အီဂျစ်နိုင်ငံရဲ့အင်ရှေမင်းသားဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်တတ်ထားပါတယ်ကျွန်တော်သိတဲ့အတိုင်းပဲဂျိုးဆက်ပါဆိုရင်ဟာလာဒီဒုက္ခဆင်းရဲပေါင်းစုံ तू ကကြုံတွေ့ခဲ့တယ်နောက်ဆုံး तू ကထောင်ထဲမှာရောက်ရှိခဲ့တယ်ဒါပေမဲ့ဖျားသခင်က तू နဲ့အတူပါရှိဖျားသခင်ရဲ့မျက်နာတော်ဖျားသခင်ရဲ့မျက်မှောက်တော်မှာ तू ကခစားနေတဲ့အချိန်မှာကြတော့ဖျားသခင်ကသူ့ကိုမစွန့်ပစ်ဘူးဆိုကျွန်တော်သိရတယ်လူရဲ့မျက်မြင်လူရဲ့သဘောပေါက်နားလည်မှုအနေနဲ့ဆိုရင်တော့ယောသဟာဆိုရင်ဘာအပြစ်များလို့ဟလာဒီလိုဒုက္ခဆင်းရဲရောက်ရှိတာလဲဘယ်လိုမျိုးသူ့ရဲ့တတ်တာမှာမကောင်းတဲ့အရာတစ်ခုခုသူ့အဖေအမေကမဟုတ်ရင်သူ့ရဲ့ဘိုးဘေးသူ့ရဲ့အဖိုးတွေကဘာလုပ်ခဲ့လို့သူကဒီလောက်ဒုက္ခရောက်လဲဆိုပြီးတော့ကျွန်တော်တို့ဒီခေတ်ခရစ်ယာန်လောကမှာဆိုရင်ကျွန်တော်ပြောထားရှိတယ်ဟာလာဒီလူတယောက်ကဒုက္ခရောက်လာတယ်ဆိုရင်တော့ဖြစ်မှာပဲဟာလာဘာဖြစ်လို့လဲဆိုတော့သူမိဘတွေကလည်းတော်တော်လေးကိုကစီကုတ်တဲ့မိဘတွေပြောမဟုတ်ရင်လည်းသူမိဘတွေကတော်တော်ကြမ်းတမ်းတဲ့ပုံကိုယ်တွေဖြစ်တဲ့အဲ့ဒါကြောင့်သူ့သားခင်မှာသူ့သမီးခင်မှာဒါတွေခံရတယ်ဆိုတာတွေကျွန်တော်ပြောထားရှိတဲ့သဘောမှရှိတယ်ဒါပေမဲ့ဒီဂျိုးဆက်အကြောင်းကျွန်တော်ကြည့်မယ်ဆိုရင်ဂျိုးဆက်ရဲ့ဘဝတော်တော်ကြာဟာလာဘုရားသခင်ရဲ့မျက်နာတော်ကို तू ကမမြင်ရတယ်လို့ဖြစ်နေတယ်ဒါပေမဲ့နောက်ဆုံးကြတော့ तू ကတစ္ဆာရှိဘုရားသခင်ကို तू ကကိုးစားပြီးဘုရားသခင်နဲ့အတူသွားလာတဲ့အခါကျတော့ဘုရားသခင်က तू ကိုချီးမြှောက်တယ်ဆိုတော့ကျွန်တော်သိရပါတယ်ဘုရားသခင်ရဲ့ချီးမြှောက်မှုဆိုတာဟာလာတခါတလေကြောင့်ကျွန်တော်တို့ကစီးစိမ်ဥစ္စာဒဏတွေနဲ့ဟာလာကောင်းကြီးမင်္ဂလာရတယ်ဆိုတာဒီဘက်ခေတ်မှာဆိုရင်ကျွန်တော်တို့ခရစ်ယာန်လောကမှာဒီကောင်းကြီးမင်္ဂလာဆိုတာဥစ္စာဒဏပေါ်မှာကျွန်တော်တို့တော်တော်ထားတတ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဘုရားသခင်ရဲ့မျက်နာဘုရားသခင်ရဲ့ကောင်းကြီးပေးမှုဟာလာဘုရားသခင်ရဲ့ဦးစားပေးမှုဆိုတာပထမအချိန်တုန်းကအသင်းတော်တွေထဲမှာဆိုရင်တော့ကျွန်တော်ကြည့်မယ်ဆိုရင်ဘုရားသခင်နဲ့နီးစပ်တဲ့လူဘုရားသခင်နဲ့သွားလာတဲ့လူဘုရားသခင်အတွက်မရက်တည်တဲ့လူဆိုတာဒီလောကစီးစိမ်ဥစ္စာနဲ့ဒဏတွေနဲ့လုံးဝမသက်ဆိုင်ကြောင်းဟလာသူတို့ဟာဆိုရင်ဘာကိုသူတို့ focus လဲဘာကိုသူတို့ဦးတည်လဲဆိုတော့သူတို့ရဲ့ဘဝမှာအရာအလုံးကိုစွန့်ပစ်မယ်အသက်ကိုတောင်မှပေးမယ်ဒါပေမဲ့ဒီဝိညာဉ်အသက်တာဟာဒီအသက်ဝိညာဉ်ကိုဘုရားသခင်ကပို့ပြောအရေးကြီးလိုချင်တဲ့အသက်ဝိညာဉ်ဖြစ်တယ်ဆိုတာကျွန်တော်ကျမ်းစာထဲမှာကျွန်တော်သိရပါတယ်အဲအကြောင်းဒီဖက်ခေတ်ခရစ်ယာန်လောကမှာဆိုရင်တော့ဒီဥစ္စာဒဏစီးစိမ်ဟလာတော်တော်များများတရားဟောဆရာတွေကလည်းပြောကြတယ်ဟလာခင်ဗျားဘုရားသခင်နဲ့ပူနေဆက်တယ်ဘုရားသခင်ကိုတစ္ဆာရှိမယ်ဘုရားသခင်နဲ့သူတွာလာမယ်ဆိုရင်ဒါမှမဟုတ်ကကဲတင်ချင်းကိုဘယ်လိုပဲလက်ခံပြီးတော့ဘုရားသခင်ရဲ့သားသမီးဖြစ်မယ်ဆိုရင်ဆင်းရဲခြင်းမရှိစေရဘူးကြောက်ကြခြင်းမရှိစေရဘူးဒုက္ခဆင်းရဲမရောက်စေရဘူးဘာဖြစ်လဲဆိုတော့ဘုရားသခင်အရာကိုတတ်နိုင်တယ်ဟုတ်ပါတယ်ဘုရားသခင်ကတတ်နိုင်တယ်ဒါပေမဲ့ဘုရားသခင်ကျွန်တော်ဒီလူသားတွေအတွက်သူ့ရဲ့အကြံစီကဘာလဲဆိုရင်ဒီလောကမှာကျွန်တော်တို့ကောင်းစားဖို့မဟုတ်ပဲနဲ့ဒီထာဝရနိုင်ငံဖြစ်တဲ့ကောင်းကင်နိုင်ငံမှာဘုရားသခင်ကျွန်တော်တို့နဲ့အတူထာဝရစိုးစံဖို့အဲ့ဒါဘုရားသခင်ရဲ့ရည်ရွယ်ချက်ဖြစ်တယ်ဆိုတော့ကျွန်တော်သိရမယ့်အချက်ဟလာအရေးကြီးတဲ့အချက်ဖြစ်တယ်ဆိုတော့ကျွန်တော်ပထမအောင်ဆုံးပြောချင်ပါတယ်အဲ့ဒါကြောင့်ဒီဂျိုးဆက်ကလည်းသူ့ရဲ့ဘဝအသက်တာမှာဒုက္ခဆင်းရဲချင်းကိုသူကတစ်ခုပြီးတစ်ခုကြုံတယ်နောက်ဆုံးကြမှာဘုရားသခင်ကဟလာသူ့ရဲ့မျိုးဆက်ကနေပြီးတော့ယေရှုဘုရားမွေးဖွားမဲ့အချိန်ထိဘုရားသခင်ကကြံစီပြီးသားဖြစ်တဲ့အတွက်ကြောင့်ဟာလာဒီဂျိုးဆက်ကို
အတုံးပြုတ်ပြီးတော့ဒီအီသီလလူမျိုးကိုဒီအီဂျစ်ကနေကယ်ထုတ်ဖို့ဆိုတာဘယ်လိုအဆင့်အတန်းကနေပြီးတော့ကယ်ထုတ်နိုင်မယ်ဆိုတာဖျားသခင်ကစဉ်းစားတဲ့အခါကျတော့ဂျိုးဆက်ဟာဟလာဒီနိုင်ငံမှာအကြီးအကဲတယောက်မဖြစ်ရင်ဒီလူတွေကဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတဲ့အကြံစီလည်းရှိကောင်းရှိလိမ့်မယ်အဲကြောင့်ဘုရားသခင်ကလိုအပ်တဲ့နေရာမှာဒီ position ဒီနေရာတွေဆိုတာဟလာဘုရားသခင်ကလိုအပ်လို့တာပေးတာဟလာကျွန်တော်ဘယ်လောက်ပဲဆူတောင်းနေ့တိုင်းပဲအစာရှောင်နေပါစေဟလာဘုရားသခင်ကျွန်တော်ရဲ့အသက်တာမှာလူတကာအတွက်အကျိုးမပြုမဲ့အရာတစ်ခုဆိုရင်တော့ဘုရားသခင်ခွင့်ပြုမှာမဟုတ်ဘူးဟုတ်လားဒီချမ်းသာမှုဟုတ်လားဩဇာညောင်းမှုဆိုတာဘုရားသခင်လိုအပ်တဲ့နေရာမှာပဲအသုံးချတယ်ဆိုတာကျွန်တော်သိရပါတယ်အဲကြောင့်ဂျိုးဆက်ဟာလည်းသူဘယ်လိုဖြစ်လာလဲဆိုတော့အီဂျစ်နိုင်ငံရဲ့ဒီအကြီးအကဲတယောက်ဖြစ်လာတယ်အဲ့ဒါကိုကျွန်တော်ပြောမယ်ဆိုရင်သူ့ရဲ့အိမ်မက်တွေလည်းအကောင့်ထဲပေါ်လာတဲ့သဘောမှရှိတယ်ပြီးတော့နောက်ဆုံးကျတော့ပြောမယ်ဆိုရင်သူ့ရဲ့ညီကိုတွေကလည်းသူ့ရဲ့ရှေ့မှာဒူးထောက်ပြီးတော့ပြတ်ဝတ်နေကြတယ်ဟုတ်လားသူ့ရဲ့အိမ်မက်အတိုင်းဖြစ်လာတယ်ဆိုတော့ကျွန်တော်သိရပါတယ်ဒါပေမဲ့ဂျိုးဆက်ရဲ့စိတ်နှလုံးသားထဲမှာဟာဒီအကိုတွေကိုဂလက်စားချင်မလားဆိုတဲ့အတွေးခေါ်တွေသူ့မှာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဘာဖြစ်လို့အဲ့ဒီစိတ်ထားတွေမရှိလဲဆိုတဲ့အခါကျတော့ဟုတ်လားသူကဖျားသခင်နဲ့အတူအမြဲတမ်းတွာလာတယ်ဆိုတော့ကျွန်တော်သိရပါတယ်အဲကြောင့်ဒီဖြစ်ခဲ့တဲ့အရာတွေကို तू ကမေ့ပြီးတော့ဟုတ်လားဖျားသခင်ရဲ့ဟုတ်လားကောင်းကြီးမင်္ဂလာတွေကိုပို့ပြီးတော့ရေတွက်တယ်ဟုတ်လားဒီအကိုတွေသူ့ရဲ့ညီကိုတွေဒီကိုလာတယ်ဆိုတာဟုတ်လားဖျားသခင်ကအကြံစီရှိတယ်ငါဒီနေရာမှာဟုတ်လားအကြီးကဲတယောက်ဖြစ်တယ်ဆိုတာအီဂျစ်နိုင်ငံမှာအကြီးကဲတယောက်ဖြစ်တယ်ဆိုဖျားသခင်ရဲ့အကြံစီရှိတယ်ဆိုတော့ဟုတ်လားဒီတန်ရှင်းတော်ဝိညာဉ်တော်ကသူ့ရဲ့ဉာဏ်ပညာသူ့ရဲ့စဉ်းစားမှုသူ့ရဲ့အုံနောက်ထဲမှာဒီအတွေးခေါ်တွေဟိုဘုရားသခင်ကပေးတဲ့အခါကျတော့ဘာဖြစ်လို့ပေးလဲဆိုတော့ तू ကဘုရားသခင်နဲ့အမြဲတမ်းတွာလာနေထိုင်တယ်ဘုရားသခင်မျက်နာတော်ကို तू အမြဲတမ်းစောင့်ကြည့်တယ်အဲ့ဒါကြောင့်ဘုရားသခင်ကဒီပညာတွေဟာလားဒီအသိပညာတွေကိုဘုရားသခင်ကပေးအပ်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်သိရပါတယ်အဲ့ကြောင့်သူ့ရဲ့ဘဝမှာဘုရားသခင်နဲ့တွာလာတဲ့လူတစ်ယောက်ရဲ့ဟာလား characteristics ဖြစ်ရမယ့်အရာပါလဲဆိုတော့ခွင့်လွှတ်ခြင်းရှိရမယ်ဆိုတာ तू ကသိရှိခဲ့တယ်ဟာလားဘုရားသခင်နဲ့အတူတွာလာနေတဲ့လူတစ်ယောက်ကခွင့်လွှတ်ခြင်းဆိုတာပထမအဆုံးခြေလှမ်းပထမအဆုံးလုပ်ရမယ်အချက်ဆိုတာကျွန်တော်ဒီမှာသိရပါတယ်ဒါကြောင့်သူ့ကိုယ်တွေကဘယ်လောက်ပဲသူ့အပေါ်မှာမကောင်းတဲ့အကျင့်အပြုတ်မှုတွေသူ့ညီကိုတွေကလှုပ်ပလိစေသူကဒီဟာတွေကိုခွင့်လွှတ်ပြီးတော့သူ့ကိုယ်တွေကိုကောင်းကောင်းဟလာသူကကြွေးမွေးစောင့်ရှောက်လဲဆိုတာကျွန်တော်သိရပါတယ်ဒါကြောင့်သူကျွန်တော်ရဲ့ဘဝအသက်တာမှာကျွန်တော်ဘုရားသခင်နဲ့အတူတွာလာတဲ့လူတစ်ယောက်အနေနဲ့ဟလာခွင့်လွှတ်ခြင်းဆိုတာပထမအချက်ကျွန်တော်လိုအပ်တယ်ဆိုတာကျွန်တော်သိရပါတယ်ဘုရားသခင်ရဲ့အကြံအစီတော်ဟာဟလာလူရဲ့အကြံစီနဲ့လုံးဝမတူတဲ့အကြောင်းကျွန်တော်ဒီမှာသိရတယ်ဒီမှာကပောက်ကျမ်းခန်းကြီး41အပိုင်းငယ်41မှာဘယ်လိုပြောထားလဲဆိုတော့တဖန်ကြည့်ပါအေဂတုပြည်တပြည်လုံးကိုတင်အုပ်ဆိုးစေခြင်းကငါခန့်ထားပြီးဟုယောသအားမိန်တော်မူလျက်ဟလာဒီဖာရောမင်းကယောသကိုအေဂတုပြည်တစ်ခုလုံးကိုအုပ်ချုပ်ဖို့သူကအာဏာပေးခဲ့တယ်ဆိုတော့ကျွန်တော်ဒီမှာသိရပါတယ်ဒါကြောင့်ဘုရားသခင်ရဲ့အကြံစီဟာယောသပေါ်မှာကြာရောက်တယ်လူရဲ့ကြံစီတိုင်းဘုရားသခင်ကတွာလာတဲ့ဘုရားသခင်မဟုတ်ဘူးခင်ဗျားတထေးဖြစ်ခြင်းလို့ဒီယုံကြည်ခြင်းရှိတယ်အဲ့ဒါနဲ့မရဘူးဟုတ်လားခင်ဗျားယုံကြည်ခြင်းရှိတယ်ခင်ဗျားလူကောင်းတစ်ယောက်ဖြစ်ရင်ဘုရားသခင်ကခင်ဗျားကိုဘယ်လိုအသုံးချခြင်းလဲခင်ဗျားကိုမီလီယံနာဖြစ်မှဟုတ်လားဘီလီယံနာဖြစ်မှအသုံးချလို့ရမယ်ဆိုရင်ဘုရားသခင်ကအသုံးချမယ်ကိုကဖြစ်ခြင်းလို့ဘုရားသခင်ကသုံးတာမဟုတ်ပဲနဲ့ကိုကဖြစ်နေလို့ဘုရားသခင်ကသုံးခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်သိရမှာဖြစ်ပါတယ်ဖာရောကဘယ်လိုပြောလဲဆိုတော့ဒီတိုင်းပြည်မှာဟာလားကျွန်တော်နေတဲ့ဒီ Egypt တိုင်းပြည်မဟုတ်ရင်တော့တပြည်လုံးကျွန်တော်အနီးနိုင်ဟာလားတိုင်းပြည်တွေမှာဒီလိုမျိုးဖျားသခင်နဲ့ထိတွေ့တဲ့လူဟာလားတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်စုံတဲ့သူကောင်းတဲ့စိတ်ထားနဲ့ပြည့်စုံတဲ့လူကျွန်တော်တွေ့နိုင်ပါမလားဆိုပြီးတော့ဖာရောမင်းကိုယ်တိုင်ကဒီလိုမေးခဲ့ပါတယ်ဒီလိုပြောခဲ့ပါတယ်ဘယ်မှာတွေ့နိုင်လဲဆိုကပောက်ကျန်ခန်းကြီး41အပိုင်းငယ်38ထဲမှာကျွန်တော်တွေ့ရပါတယ်အဲကြောင့်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ကျွန်တော်ဖတ်သွားတဲ့အတိုင်းပဲဒီဖာရောမင်းကဟာလားယောသတ်ကိုအားလုံးအာဏာကိုပေးလိုက်တယ်ဒီတိုင်းပြည်ကိုဘယ်လိုပြိုးထောင်ရမလဲဘယ်လိုတိုးတက်အောင်လုပ်ရမလဲ GDP ဘယ်လောက်တိုးတက်အောင်လုပ်နိုင်မလဲဆိုတာဒီယောသတ်ကိုအားလုံးသူကအာဏာကိုလွှဲလိုက်တဲ့ခါကျတော့ယောသတ်ကလည်းသူ့ရဲ့ plan တွေကိုသူကဆွဲတယ်အဲကြောင့်ဒီ plan ထဲမှာဆိုရင်သူကျွန်တော်သိတဲ့အတိုင်းပဲ9နှစ်9မိုးကောင်းစူးစမ်းပဲအဲ့လိုမျိုးမစူးစမ်းရင်ဒီနောက်ကြရင်တော့ဟာလား9နှစ်9မိုးအစာငတ်ပြတ်ခြင်းငတ်မှုခေါင်းပါဖြစ်မယ်ဆိုတာ तू ကသိတဲ့ခါကျတော့အဲ့ဒီလိုအတိုင်းဖာရောမင်းကလည်း तू အာနာကုန်ပေးတယ်ဘယ်လိုလှုပ်ရှားဘယ်လို planning လုပ်ရမလဲဆိုတော့ तू အားလုံးပေးအဲ့ဒီအတွက်ကြောင့်ဘုရားသခင်ရဲ့အကြံစီရှိတဲ့အတွက်ကြောင့်ကျမ်းစာထဲမှာဘယ်လိုရေးထားလဲဆိုတော့ကျွန်တော်ဒီကပ္ပဦးကျမ်း41ကိုကျွန်တော်ဖတ်မယ်ဆိုရင်ဘုရားသခင်ကသူ့ကိုအသက်ပညာအားလုံးပေးတယ်ဟာလားယောသကဒီအသက်ပညာတွေကိုလိုချင်လို့ဟာလား
အိမ်မက်ကိုအနက်ဒိတ်ပဲဖွင့်ချင်လို့ကြော်ကြားချင်လို့ तू ကတောင်းပြီးတော့ဘုရားသခင်ကသူ့ကိုပေးတာမဟုတ်ဘူး။ဘာဖြစ်လဲဆိုတော့ဘုရားသခင်ကအတုံးချလို့ဘာဖြစ်လို့အတုံးချလဲဒီယောသဟာဒီအေဂတုပြည်တစ်ပြည်လုံးနဲ့ဒီဣသရေလလူမျိုးအားလုံးအတွက်အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကယောသကိုအတုံးချခြင်းဖြစ်ပါတယ်။ယနေ့မိတ်ဆွေပေါင်းတို့ကျွန်တော်သိရမှာကဟာကျွန်တော်တို့ဖြစ်ချင်လို့ဘုရားသခင်ကတုံးမှာမဟုတ်ဘူး။ကျွန်တော်တို့ပညာရှိလို့ဒေါက်တာဘွဲ့ရလို့ဒါမှမဟုတ်လည်းကျမ်းစာတတ်လို့ဘုရားသခင်ကျွန်တော်ကိုတုံးမှာဆိုပြီးကျွန်တော်ဆုတောင်းဖို့တော့ဟုတ်ပါတယ်ဒါပေမဲ့ဘုရားသခင်ကခင်ဗျားအတ္တတာကိုသူတုံးချင်တဲ့နေရာမရှိရင်ခင်ဗျားကိုလည်းချက်ချင်းတုံးမှာမဟုတ်ဘူးယောသရဲ့အတ္တတာကိုကျွန်တော်ရှိမယ်ဆိုရင်လည်းပထမပိုင်းအကြာကြီးဟလားထောင်ထဲရောက်တဲ့အထိအကြာကြီးဘုရားသခင်ကသူ့ကိုမျက်ကွယ်ပြုတ်ထားသလိုဖြစ်သွားတယ်ဟုတ်လားကျုံးကြည့်မယ်ဆိုရင်ကျွန်တော်ဘုရားအတ္တမှာလည်းတစ်ခါတလေကျွန်တော်ဘုရားသခင်ကျွန်တော်မျက်ကွယ်ပြုတ်တာလားကျွန်တော်ကိုမသိတော့တာလားကျွန်တော်နဲ့အတူမရှိတာလားဆိုတဲ့အချိန်မှာဟုတ်လားကျွန်တော်တခါတလေကျွန်တော်စိတ်ပြက်ဝမ်းနည်းခြင်းရှိတတ်တယ်အဲ့လိုပဲဒီမှာယောသကလည်းသူ့ရဲ့အတ္တတော်တော်လေးအကြကြာကြီးဘုရားသခင်မျက်ကွယ်ပြုတ်ထားတယ်လို့ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်သူ့ကိုအတုံးပြုတ်ခြင်းတဲ့နေရာရှိတဲ့အတွက်ကြောင့်ယောသရဲ့တောင်းဆိုချက်မဟုတ်ဘဲနဲ့ဘုရားသခင်သူ့ကိုအတုံးချတဲ့အတွက်ကြောင့်ဟာလားဒီအေဂတုပြည်တစ်ခုလုံးဖာရောမင်းကိုယ်တိုင်ကဒီဘုရားသခင်အသက်ရှင်တဲ့ဘုရားသခင်ကိုသိရှိနိုင်မဲ့အခြေအနေမှာသိရှိတဲ့အခြေအနေမှာရောက်ရှိသွားတယ်ကျွန်တော်တွေ့ရမယ်။ဒါကြောင့်ကျွန်တော်ဒီအသက်တာမှာကျွန်တော်ဘယ်သူကပြောဟာလားဘုရားသခင်ကကျွန်တော်ကိုအတုံးချခြင်းတဲ့နေရာရှိဘုရားသခင်ကျွန်တော်တုံးပါပဲ။ဘုရားသခင်ကျွန်တော်မီလီယံနာဖြစ်မှကျွန်တော်ကိုအသုံးပြုလို့ရမယ်ဆိုရင်ဘုရားသခင်ရဲ့အလိုတော်ရှိမှကျွန်တော်မီလီယံနာဖြစ်မယ်ဘီလီယံနာဖြစ်မယ်အဖဖကျွန်တော်ဘီလီယံနာဖြစ်ချင်တယ်အဲ့ဒါမှကျွန်တော်ဒီလိုလုပ်မယ်ဆိုတာကျွန်တော်တို့ရဲ့ဒီနေ့စဉ်ကျွန်တော်ခရိယန်ရဲ့အသက်တာမှာဒီလိုမျိုး planning တွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ planning တွေကိုဘုရားသခင်ကကျွန်တော် plan အတိုင်းဘုရားသခင်လုပ်တာမဟုတ်ဘူးဟာလားသူ့ plan ကိုခင်ဗျားကိုဖွင့်ပြမှခင်ဗျားကအဲ့ဒီအတိုင်းခင်ဗျားကသွားလာနေထိုင်တက်ရှင်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီခုနှစ်မိုးဟာလားဒီအေဂတုတိုင်းပြည်ဟာလားကျွန်တော် Egypt တိုင်းပြည်မှာငတ်မခေါင်းပါခြင်းမဖြစ်ဖို့ဒီဘုရားသခင်ရဲ့အကြံစီတော်အတိုင်းဒီ Egypt ရဲ့ဖာရောမင်းကလည်းသူ့ကိုအားလုံးအာဏာလွှဲလိုက်တယ်ဆိုတော့ကျွန်တော်သိရပါတယ်အဲကြောင့်ဒီနိုင်ငံမှာဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကြားရောက်တဲ့အခါကျတော့ဒီလူတွေအားလုံးဟာလည်းကောင်းချီးမင်္ဂလာရပြီးတော့ဒီလူတွေအားလုံးဟာအသက်ရှင်ခွင့်ရတယ်ဆိုတာကျွန်တော်သိရပါတယ်အဲကြောင့်ကျွန်တော်ဘဝမှာကျွန်တော်သိရမှာကကျွန်တော်တို့ရဲ့ဖြစ်နိုင်မှုဖြစ်တည်မှုကျွန်တော်ယုံကြည်ခြင်းတစ်ခုနဲ့ကျွန်တော်အမြဲတမ်းဟာလားစင်းရဲတွေဖြစ်စေငတ်မွတ်တွေဖြစ်စေထောင်ထဲမှာပဲရောက်တယ်ဖြစ်စေဖျားသခင်ကကျွန်တော်တို့နဲ့အတူရှိနေတယ်ဆိုတော့ကျွန်တော်တို့အမြဲတတိယမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခါတည်းခရစ်ယာန်တော်ကမှကျွန်တော်တစ်ခုဖြစ်မယ်ဒုက္ခဆင်းရဲရောက်ရင်ဖျားသခင်ဖျားမျက်နှာတော့ကျွန်တော်မရဘူးလားဖျားသခင်ကျွန်တော်ဆွန့်ပစ်ပြီလားဆိုပြီးတော့ဝန်နေခြင်းရှိတတ်တယ်။ဒါပေမဲ့ခင်ဗျားအဲ့လိုတွေးနေတဲ့အချိန်မှာဖျားသခင်ရဲ့ဆောင်းမမှုဟာအကြီးအကျယ်ဟာလားပို့ပြီးတော့အစွမ်းထက်တယ်ဆိုတာကျွန်တော်သိရမှာဖြစ်ပါတယ်ဆက်ကြည့်မယ်ဆိုရင်တော့ဘုရားသခင်ကကျွန်တော်တို့ဘဝအတ္တမှာဟာလားကျွန်တော်ပြောင်းလဲဖို့စိတ်နှလုံးပြောင်းလဲဖို့ကျွန်တော် test တွေအများကြီးစုံစမ်းခြင်းတွေဘုရားသခင်ကလည်းပေးတတ်တယ်ဆိုတော့ကျွန်တော်သိရပါတယ်ဒီမှာကျမ်းစာထဲမှာကပ္ပဦးကျမ်းခန်းကြီး40နဲ့ငယ်21ထဲမှာကျွန်တော်ကြည့်မယ်ဆိုရင်အဲ့ဒီအချိန်မှာလဲဟာလားယောသရဲ့ညီကိုတွေကလည်းသူတို့ရဲ့စိတ်ထဲမှာဒီလိုမျိုးသူတို့ခါနန်ပြည်သူတို့နေတဲ့နေရာမှာငတ်မခေါင်းပါကြားရောက်လာတဲ့ခါကျတော့သူတို့ရဲ့စိတ်ထဲမှာဘယ်လိုဖြစ်လာလဲဆိုတော့ဒီကပောက်ကျန်40နှစ်ထဲမှာဘယ်လိုရေးထားလဲသူတို့ရဲ့စိတ်ထဲမှာကျွန်တော်တို့လုပ်မိတဲ့အရာတခုကျွန်တော်တို့ညီယောသပုံမှာကျွန်တော်တို့လုပ်တဲ့အရာတခုမာတဲ့အကြောင်းကိုသူတို့သိပြီးတော့ဟာလားသူတို့စိတ်ထဲမှာ guilty ဟာလားသူတို့မလုံဘူးဟာလားဘုရားသခင်ရှေ့မှာသူတို့မကောင်းတော့ဘူးဆိုတဲ့အကြောင်းကိုသူတို့သိပြီးတော့ဟာလားသူတို့ရဲ့ဘဝအတ္တမှာလည်းဒီဆိုရင်စိတ်တစ်ခုနဲ့သူတို့တွာလာနေထိုင်တယ်။ဘာဖြစ်လဲဆိုတော့သူတို့အတ္တမှာဒီလိုမျိုးလှုပ်ခဲ့မိတဲ့အမားတွေကိုသူတို့သိလာတယ်။ဒါကြောင့်သူတို့ရဲ့အတ္တမှာဘုရားသခင်ကအချိန်ပေးတယ်။သူတို့ပြောင်းလဲနိုင်ဖို့ဘုရားသခင်ကအချိန်ပေးတယ်ဆိုတာဒီမှာကျွန်တော်သိရပါတယ်။ယောသရဲ့ဘဝအတ္တမှာဟာလားဒီအခွင့်အရေးတစ်ခုကိုဘုရားသခင်ကဖွင့်ပေးလိုက်တယ်။ယောသကရှင်ဘရင်ဖြစ်လာတဲ့အချိန်မှာဒီအေဂတုပြည်တစ်ခုလုံးကို तू ကအုပ်ချုပ်တယ် तू ကအကြီးကဲတယောက်ဖြစ်လာတဲ့အခါကျတော့ပြောင်းလဲမှုတွေဖြစ်လာတယ်ဟလားဘာပြောင်းလဲမှုတွေဖြစ်လဲအဲ့ဒါ the test of repentance သူ့ရဲ့ညီအကိုတွေရဲ့ပြောင်းလဲမှုတစ်ခုကိုဖြစ်စေမဲ့နေရာတစ်ခုဖြစ်တယ်အချိုးကျေးဇူးတစ်ခုဖြစ်တယ်အဲ့ဒါပြောတော့ပါလဲအေဂတုပြည်တစ်ခုလုံးကဟလားဖျားသခင်အသက်ရှင်တဲ့ဖျားကိုသိရှိနိုင်မဲ့အခြေအနေတစ်ခုဖြစ်အောင်ဘုရားတခင်ဒီယောသကိုဒီ position ဒီနေရာမှာထားခြင်းဖြစ်တယ်ပြီးတော့အဲ့ဒီတစ်ဆက်ထဲမှာပဲဟာလားအဲ့ဒီနီးနားမှာရှိတဲ့တိုင်းပြည်တွေလူတွေမတည်ပဲနဲ့ဟာလားအားလုံးအသက်ရှင်ဖို့ဘုရားတခင်
ယောသတ်ကိုအသုံးချခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဘဝမှာကျွန်တော်စဉ်းစားရမှာကျွန်တော်ဘဝမှာဖခင်သခင်ဘာဖြစ်လို့ကျွန်တော်ကိုမသုံးတာလဲဘာဖြစ်လို့ကျွန်တော်ကိုဒီအချိန်ထိဟာလားကျွန်တော်စပင်ဖြူနေပြီဖခင်သခင်ကျွန်တော်ဘာဖြစ်လို့မသုံးတာလဲကျွန်တော်ဒီဂရီရတာပဲကျွန်တော်ဒီဟာတွေတတ်တာပဲကျွန်တော်တချင်းဆိုတတ်တာပဲဘာဖြစ်လို့ဖခင်သခင်ကျွန်တော်မသုံးမချတာလဲဆိုပြီးတော့တချို့လူတွေကဟာလားစိတ်ပူပန်တတ်ကြတယ်ဒါပေမဲ့ဖခင်သခင်ကခင်ဗျားကိုသုံးချင်တဲ့နေရာရှိမှခင်ဗျားကိုသုံးမှဖြစ်ပါတယ်ယောသရဲ့အသက်တာလဲဟာလားတော်ကြာဖျားတိခင်အတုံးမချဘူးဒါပေမဲ့အဲ့ဒီအချိန်မှာ तू ကတစ္ဆာရှိနဲ့ तू ရှိတဲ့နေရာမှာ तू ကလုံလဝိရိယနဲ့ तू ကတက်ရှင်နေဆိုတော့သိရတယ်အဲ့ဒီထောင်မူရဲ့အိမ်မှာ तू နေတော့ကလည်းဟာလားတစ္ဆာရှိနဲ့အလုပ်စူးစမ်းပြီးတော့လုပ်တယ်ထောင်မူရဲ့ဟာလားလေးစားမှုကို तू ခံရတယ် तू ထောင်ထဲရောက်တဲ့အခါကျတော့ तू အဲ့ထောင်မူအဲ့ဒါထောင်သားတွေဟာလား तू နဲ့အတူနေထိုင်တဲ့လူတွေရဲ့လေးစားမှုကို तू ကခံရတယ်သူရှိတဲ့နေရာမှာဖျားတခင်နဲ့ तू ကသစီးတလုံး तू ကနေပြီးတော့ဖျားတခင်ကသူ့အတွက်နောက်ဆုံးမှာဟာလားလမ်းစာကို तू ဖွင့်ပေးလိုက်တယ်ဟာလားနောက်ဆုံးကြတော့ဒီအီဂျစ်နိုင်ငံတစ်ခုလုံးရဲ့စာဝတ်နေရေးကိုဖိုးလုံးစေမဲ့ဟာလားဒီအရေးကြီးတဲ့ပုံကိုဟာလားဖြစ်လာတယ်အဲ့ဒီအပြင်ကကျွန်တော်ဒီမှာကြည့်တဲ့အခါကျတော့တခြားနိုင်ငံကနေတော့မှလူတွေကဒီအီဂျစ်နိုင်ငံမှာအစားအသောက်ကိုတွားယူဖို့တွားဝယ်ဖို့လာကြတယ်ဆိုတော့ကျွန်တော်ဒီမှာသိရပါတယ်ဂျိုးဆက်ကသူ့အကိုတွေသူတို့ကိုချက်ချင်းသိတယ်ချက်ချင်းသိတဲ့အခါကျတော့ဂျိုးဆက်ကသူ့အကိုတွေကိုမျက်နှာမပြတ်ပဲနဲ့ဒါပေမဲ့သူ့ရဲ့အကိုတွေသူတွေးတဲ့အခါကျတော့အော်ဘုရားသခင်ကဒီအခြေအနေမှာဘုရားသခင်ကသူ့အလိုတော်တစ်ခုရှိမယ်ဆိုတော့ तू ကချက်ချင်းနားလဲအဲ့ဒါအရေးကြီးတယ်နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တခါတလေကြတော့ဟာလားလူတွေကျွန်တော်တို့ ਨੇ အငင်းအပွားဖြစ်တဲ့လူတွေဟာလား၄နှစ်၅နှစ်6နှစ်10နှစ်လောက်ဟာလားတခုခုဖြစ်ခဲ့တယ်ဟာလားလူတွေနဲ့ရန်ဖြစ်ခဲ့တယ်ဒါပေမဲ့အခုပြန်တွေ့တဲ့ခါကျတော့ခင်ဗျားစိတ်ထဲမှာဘယ်လိုဖြစ်လဲဖျားတွေကဘယ်လိုဖော်ပြလဲဒီမှာဂျိုးဆက်ရဲ့အသက်တာမှာဘယ်လိုတွေ့လဲဆိုတော့သူ့ကိုဟာလားတွင်းထဲချပြီးတော့သူကအသက်ရှင်လာပြီးတော့ဒီဘယင်းရဲ့နေရာမှာအကြီးကဲတယောက်ဖြစ်လာတဲ့အခါကျတော့သူ့ရဲ့အကိုတွေလာတယ်သူ့ရဲ့ညီတွေလာတဲ့အခါကျတော့သူ့ရဲ့စိတ်ထဲမှာဘုရားသခင်ရှိတဲ့အတွက်ကြောင့်ဘုရားရဲ့စိတ်သူကမွေးတယ်ဆိုတော့သိရပါတယ်ကျွန်တော်ရဲ့ဘဝမှာနော်ခရိယန်ဖြစ်ပေမဲ့ဘုရားရဲ့စိတ်ဟာလားချစ်ချင်းမေတ္တာခွင့်လွတ်တတ်တဲ့စိတ်တွေကျွန်တော်မမွေးသေးဘူးဆိုတော့ကျွန်တော်တို့ခရိယန်အသက်တာဟာအလဟတာဖြစ်တယ်ဆိုတာကျွန်တော်သိရပါတယ်ဘုရားသခင်ကဖော်ပြတယ်သူ့ကိုယ်တွေလာတယ်ဆိုတာ तू ကသိတယ်ဒါပေမဲ့သူ့အကိုတွေဘုရားသခင်နဲ့နီးစပ်ဖို့ဘုရားသခင်နဲ့ဘယ်လိုထိတွေ့ဖို့ဆိုတာယောသက်ကလည်းဒီမှာ तू ကစမ်းတက်တယ်သူ့အကိုတွေကို तू ချက်ချင်းမပြောဘူးဟာလားစကားပြောတယ်ပြီးတော့တဖြည်းဖြည်းနဲ့ तू ကသူ့အကိုတွေကိုဂယုဆိုင် तू ကနေခဲ့တယ်ဘုရားသခင်ရဲ့မျက်နှာရထားတဲ့ဒီဂျိုးဆက်ပါဆိုရင်ဟာလားသူ့အကိုတွေပေါ်မှာ तू ကချိုးချိုးသားသားစကားပြောတယ်ပြီးတော့သူတို့ကအာလပတလပတွေပြောတယ်သူတို့ရဲ့အနေအထိုင်တွေဟာလည်းတူညီမှုတွေသူတို့ကတော်များများတွေ့လာတဲ့အခါကျတော့သူ့ကိုယ်တွေကလည်းယောသတ်နဲ့စကားပြောတဲ့အခါကျတော့ဘယ်လိုပြောသူတို့ကလွတ်လပ်တယ်ဟာလားယောသတ်နဲ့ခင်ခင်မင်မင်ဖြစ်လာအောင်ယောသတ်ကလည်းသူတို့ကိုဆက်ဆံနေဆိုကျွန်တော်သိရပါတယ်ဒါပေမဲ့ယောသတ်ရဲ့အသက်တာဟာလားကျွန်တော်ကြည့်တဲ့အခါကျတော့ကျွန်တော်အတူယူစရာတော်တော်ကောင်းပါတယ်ကပ္ပဦးကျမ်းခန်းကြီး43ငယ်34ကိုကျွန်တော်ကြည့်တဲ့အခါကျတော့အဲ့ဒီအချိန်မှာဒီယောသတ်ကလည်းသူ့ကိုယ်တွေလာတာသိရဲ့အဲ့အချိန်မှာကျမ်းစာထဲမှာဘယ်လိုပြောထားလဲဆိုတော့သူ့ကိုယ်တွေကဒီဘင်ဂျမင်ကိုခေါ်လာတဲ့အခါကျတော့သူငယ်တုန်းကသူ့အဖေကဒီအင်ဂျီတော်တော်လေးကိုလာပါတဲ့ရောင်စုံအင်ဂျီကိုချုပ်ပြီးတော့သူ့ကိုယ်တွေကဒါတတ်မှတ်ပြီးတော့ဟာလား jealous ဖြစ်တယ်ဟာလားမနာလိုဖြစ်တဲ့စိတ်ဓာတ်ကသူ့ကိုယ်တွေစီမှာရှိသေးလားဆိုပြီးတော့ယောသက်ကစမ်းတက်တယ်ဘယ်လိုစမ်းတက်လဲဆိုတော့ဒီမှာကျမ်းစာထဲမှာဘယ်လိုရေးထားလဲဆိုတော့ဘင်ဂျမင်လာတဲ့အခါကျတော့ဘင်ဂျမင်ကိုသူကငါးစာထည့်ပေးလိုက်တယ်ဟာလားအစားတောက်တွေပစ္စည်းတွေကိုသူကငါးစာထည့်ပေးလိုက်တယ်ပြီးတော့ဒီဘင်ဂျမင်နဲ့သူကပို့ပြီးတော့ရင်းနှီးတယ်လို့နေတယ်ဒီဘင်ဂျမင်ကိုပို့ပြီးတော့ခင်မင်ပို့ပြီးတော့နစ်သက်တယ်လို့နေပြီးတော့ဟာလာသူနဲ့တွားလာတယ်ပြီးတော့သူနဲ့စားတောက်တယ်ပြီးတော့သူနဲ့ပျော်ရွှင်တယ်ဆိုတာသူ့ကိုယ်တွေကတိတာတိတယ်ဒါပေမဲ့ဒီမှာဘယ်လိုဖြစ်လဲဆိုတော့ဒီသူ့ကိုယ်တွေကဒီတတ်မှတ်တတ်တဲ့စိတ်ဓာတ်တွေရှိသေးလားဆိုတာသူကတိဖို့သူဘယ်လိုစမ်းတယ်လဲဒီမှာကပောက်ချမ်းအခန်းကြီး49နဲ့24မှာဘယ်လိုရေးထားလဲဆိုတော့ Joseph keeps Simeon in prison နဲ့သူ့ကိုစီမွန်ကိုသူကအထောင်ထဲမှာချလိုက်တယ်ပြီးတော့အခြားလူတွေခါနန်ပြန်ပြီးတော့ဘင်ဂျမင်ကိုခေါ်လာခဲ့ပါဆိုပြီးတော့သူ့ကိုယ်ကိုသူပြောလိုက်တယ်ဒီဘင်ဂျမင်ကိုခေါ်မလာရင်ဒီစီမီယွန်ဆိုတာသူ့ကိုယ်ကိုဒီထောင်ထဲကနေမလွတ်တော့ဘူးဆိုပြီးတော့ဂျိုးဆက်ကပြောလိုက်တယ်ဂျိုးဆက်ကပြောတဲ့အတိုင်းပဲသူတို့အကိုစီမီယွန်ကိုပြန်လွတ်နိုင်ဖို့ဟာလားသူ့ရဲ့ညီဘင်ဂျမင်ကိုသူတို့ခေါ်လာတယ်ဘင်ဂျမင်ကိုယောသက်ကတွေ့တဲ့အခါကျတော့အယံကိုပျော်တယ်သူ့ရဲ့စိတ်ထဲမှာတော်တော်ပျော်ပြီးတော့တော်တော်လေးကိုတနာတဲ့စိတ်ဖြစ်လာတယ်အဲဒါကြောင့်ဘင်ဂျမင်ကိုသူကခုနကကျွန်တော်ကျမ်းစာဖတ်တဲ့အတိုင်းပဲသူ့အကိုတွေထက်9ဆလာပို့ပြီးတော့ပြုစုခဲ့တယ်ဆိုတာသူသိရပါတယ်အဲဒါကြောင့်အဲ့ဒီအချိန်မှာ
Joseph ကသူ့ရဲ့အကိုတွေကိုကြည့်တယ်နော်ဒီမှာသူ့ကိုတွေကြည့်ပြီးတော့ယောသက်ကဒီ Benjamin ကိုပို့ပြီးတော့ဂယုစိုက်တယ်ငါးဆပို့ဂယုစိုက်တယ်အစားတောက်တွေလည်းပို့ပေးတယ်ဆိုတဲ့အခါကျတော့သူ့ကိုတွေကဒီ Benjamin ကိုဘလို့မနာလို့စိတ်ရှိသေးလားသူငယ်တုန်းကဒီတွင်းထဲချတယ်ဆိုတာယောသက်ကိုမနာလို့ဒီလိုမကောင်းတာတွေလုပ်ခဲ့တယ်ဆိုတာယောသက်ကသိချင်တယ်ငါကိုတွေကပြောင်းလဲပြီလားဟာလားဒီငါဒီ Benjamin ကိုပို့ပြုတ်ဆိုရင်ဒီငါကိုတွေကဟာလားဒီ Benjamin ကိုမနာလို့မလားဆိုတာကို तू သိချင်တဲ့အခါကျတော့ तू ကအဲ့လိုလှုပ်လိုက်ခြင်းဖြစ်တယ်အဲ့ဒီနေရာမှာဘာကိုတွေ့ရလဲဆိုတော့Joseph အနေနဲ့ဟာလာယောသက်အနေနဲ့သူ့ကိုယ်တွေကဒီလိုမနာလိုဝန်သူစိတ်တွေမရှိတော့ဘူးဆိုတာ तू ကသိရတယ်။အဲကြောင့်သူ့ရဲ့ဘဝမှာဟာလာဖျားတခင်ကသူ့ကိုပေးတဲ့ဒီစုဂျေဇုတွေကို तू ကသူ့ကိုယ်တွေနဲ့မျက်မျက်တတဟာလာ तू က share နိုင်ဖို့သူ့ရဲ့ကိုယ်တွေနဲ့ तू ကကောင်းခြင်းမင်္ဂလာခံနိုင်ဖို့ဟာလာသူ့ရဲ့အကိုယ်တွေရဲ့စိတ်နှလုံးသားထဲမှာဖျားတခင်နဲ့ဘယ်လိုနီးစပ်ပြီးလဲဆိုတာယောသက်ကသိချင်တဲ့အတွက်ကြောင့်ဟာလာသူ့ကိုယ်တွေကိုဟာလာအမျိုးမျိုးစမ်းသပ်တယ်ခုနကဗာလဲပြောင်းလဲပြီလားဆိုပြီးတော့စမ်းသပ်တယ်အခုကဗာလဲ jealous မနာလိုဝန်သူစိတ်ရှိသေးလားဆိုတာကိုစမ်းသပ်ခဲ့တယ်ပြီးတော့နောက်တစ်ခုအနေနဲ့ဗာလဲဆိုတော့ the definitive test ဒီမှာကပ္ပဦးကျမ်းခန်းကြီး44အငယ်33ထဲမှာဘယ်လိုရေးထားလဲဆိုတော့ Joseph က test တစ်ခုပြန်လုပ်တယ်သူ့ကိုယ်တွေကပြောင်းလဲပြီလားဟာလားသူက test တစ်ခုလုပ်တယ် Joseph ရဲ့အကိုယောသက်ရဲ့အကိုရှီမီယုန်ကိုဖမ်းထားပြီးတော့ Benjamin ကိုတွားခေါ်ပါဆိုပြီးတော့ဒစာခံလိုက်တယ်အဲ့ဒီအချိန်မှာဟာလား Benjamin လာပြီးBenjamin ကိုကောင်းကောင်းလေးသူပြုစုတယ်နောက်ဆုံးကြတော့ Benjamin ရဲ့အိတ်ထဲမှာဟာလားပစ္စည်းတွေရွှေတွေငွေတွေထည့်ထားတယ်ပြီးတော့အဖိုးတန်တဲ့ခွက်ဖလားဆိုတာအဲ့ဒါတော်အရေးကြီးတဲ့အဲ့ Egypt နိုင်ငံဖာရောရဲ့ဒီခွက်ဖလားတစ်ခုကိုဒီBenjamin ရဲ့အိတ်ထဲမှာထားလိုက်တဲ့အခါကျတော့ Benjamin ကအပြစ်ရှိတဲ့သူတယောက်ဖြစ်လာတယ်အဲ့ဒီအချိန်မှာကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒါဝိဒ်ကသူ့ရဲ့ညီ Benjamin နဲ့အတူနေထိုင်ခြင်းနဲ့အဲ့ဒီကြားထဲမှာလည်းဘယ်လိုလဲဆိုတော့သူငယ်တုန်းကဟာလာဒီဒါဝိဒ်ကအငယ်ဆုံးဖြစ်တယ်အဲ့ဒီအချိန်မှာသူ့ကိုယ်တွေကသူ့ကိုဂယုမဆိုင်ဘူးဟာလာရောင်းစားတယ်ဆိုတဲ့အကြောင်းကို तू ကကောင်းကောင်းလေးကိုမှတ်ထားတယ်ပြီးတော့အခု Benjamin ကို तू ဒီလိုဖမ်းလိုက်ရင်သူ့ကိုယ်တွေကဘယ်လိုမျိုး reaction သူ့ကိုယ်တွေကဘယ်လိုစကားပြောလာမလဲဆိုတာ तू ကသိချင်တဲ့အခါကျတော့तू ကဒီခွက်ဖလားဟာလာတော်အရေးကြီးတဲ့ခွက်ဖလားကို Benjamin ရဲ့အိတ်ထဲမှာထားပြီးတော့သူ့ကိုယ်တွေပြောလိုက်တယ်ငါခွက်ဖလားကိုဒီလိုကခိုးထားတယ်ဆိုတော့ Benjamin ကိုတော့ဟာလာဒီမှာထောင်ထဲမှာထားမယ်ပေါ့အဲ့ဒါကြောင့်သူ့ကိုယ်တွေကိုပြောလိုက်တဲ့အခါသူ့ကိုယ်တွေကပါလဲသူတို့စိတ်နှလုံးထဲမှာဒီသူတို့ဘယ်လိုပြောလဲဆိုကပောက်ကျန်44 33ထဲမှာဒီလူငယ်လေးကိုကျွန်တော်တို့ခေါ်သွားပါရစေဒီလူငယ်လေးအစားကျွန်တော်တို့ဒီအကိုတွေပဲဒီမှာထောင်ချပါရစေဒီမှာပဲနေခဲ့ပါရစေဆိုပြီးတော့ယောသက်ကိုသူတို့တောင်းပန်တယ်အဲ့ဒီအချိန်မှာအဲ့လိုမျိုးအတွေ့အကြုံကိုယောသက်ကဖန်တီးလိုက်တဲ့ခါကျတော့ဒီကပောက်ကျခန်းကြီး44 16ထဲမှာဘယ်လိုရေးထားလဲဆိုတော့ဒီဂျူဒတ်ဆိုတာခုနယောသက်ငယ်တော့သူ့ရဲ့ညီကိုတွေကတတ်မဲ့အချိန်မှာဒီဂျူဒတ်ကမတတ်ဘဲနဲ့စီးပွားရေးသမားတွေစီမှာရောင်းပြီးတော့အီဂျစ်နိုင်ငံမှာရောင်းဖို့သူကအခွင့်ပြုတ်လိုက်ခြင်းကိုသူကဒီယူဒတ်ကပြန်တတိယလိုက်တယ်သူ့ရဲ့အပြစ်သူ့ရဲ့ညီကိုရောင်းစားတဲ့သူ့ရဲ့အပြစ်ကိုဒီမှာသူကပြန်ပြီးတော့တတိရတယ်အဲဒါကြောင့်သူ့ရဲ့စိတ်ထဲမှာသူဘယ်လိုခံစားလဲဆိုအော်ဖျားသခင်ကကျွန်တော်ရဲ့အပြစ်ကိုကျွန်တော်တို့ရဲ့အပြစ်ကိုဖော်ပြနေတယ်ဆိုပြီးတော့ဒီကျမ်းထဲမှာရေးထားပါတယ်ယောသက်ကဒီ Benjamin ကိုခေါ်ထားပြီးတော့သူ့ကိုယ်တွေကိုပြန်ခိုင်းမယ်ဆိုတဲ့အခါကျတော့ဒီညီကိုတွေကဘယ်လိုခံစားလဲဆိုတော့ကျွန်တော်တို့ငယ်တုန်းကဒီယောသက်ကိုတားရဲတွေကကိုက်စားတယ်ဆိုပြီးတော့သူတို့အဖေကိုသူတို့လိန်လိုက်တဲ့အချိန်မှာသူ့အဖေရဲ့ခံစားချက်ကိုသူတို့ကပြန်တတိယပြီးတော့ငါတို့အဖေကိုဒီလိုမျိုးခံစားချက်ငါတို့မပေးနိုင်တော့ဘူးငါတို့အဖေကိုတနာတယ်ဆိုတဲ့စိတ်ကလေးသူတို့ကစိတ်ထဲမှာသူတို့ကခံစားလာတယ်ဒီလိုမျိုးသူ့အဖေစိတ်ဆင်းရဲမှာကိုသူတို့ပြန်မကြည့်ရတော့ဘူး Benjamin ကအငယ်ဆုံးတစ်ယောက်ဖြစ်တဲ့အားလျော်ကြီးဆိုတာဟာလားဒီ Rachel ရဲ့သားနှစ်ယောက်ဆိုတာ Joseph ယောသက်နဲ့ဒီ Benjamin ဒီနှစ်ယောက်ပဲဆိုတဲ့ခါကျတော့သူ့အဖေကလည်းအရန်ချစ်တယ်အငယ်ဆုံးနှစ်ယောက်ကိုအဲ့လိုမျိုး तू ကသူ့အဖေကအဲ့လိုပြန်ခံစားရင်ဟာ तू အသက်တောင်ရှင်နိုင်ပါမလားဆိုပြီးတော့သူတို့ကတော်တော်လေးကိုစိတ်ပူတဲ့အတွက်ကြောင့်ဒီ Benjamin ကိုသူတို့လုံးဝမထားခဲ့နိုင်တော့ဘူးเนาะမထားခဲ့နိုင်ဘူးအဲဒါကြောင့် Benjamin ကိုထားခဲ့မဲ့အစားကျွန်တော်တို့ရဲ့အသက်ကိုယူပါကျွန်တော်တို့ပဲဒီမှာထောင်ထဲကြပါမယ်ဆိုပြီးတော့သူတို့ကတောင်းဆိုနေခြင်းဖြစ်ပါတယ်အဲဒါကြောင့်ဒီနေရာမှာဟာလာ Joseph ကသူ့ရဲ့အကိုတွေရဲ့ပြောင်းလဲမှုကိုသူကတဖြည်းဖြည်းတွေ့လာတယ်ခုနပထမ the test မှာပါလဲသူတို့ပြောင်းလဲမှုရှိလားဒုတိယမှာပါလဲသူတို့ကမနာလိုစိတ်တွေရှိသေးလားဒီနေရာမှာပါလဲသူတို့က the definitive test ဆိုတာသူတို့ကတကယ်ကိုသူတို့ညီကိုချစ်လားဟာလားသူ့အဖေကိုတနာလားဆိုပြီးတော့ဒီ Joseph ကသူ့ကိုယ်ကိုပြန်စမ်းသပ်ခြင်းဖြစ်တယ်ဆိုတော့သိရပါတယ်
အဲကြောင့်ကပောက်ကျန်ခါနေ45အပိုင်ငယ်9ထဲမှာ Joseph ကဖွင့်ပြောလိုက်ပြီ God turns evil into God တို့ကောက်နဲ့ကျွန်တော်ပြောမယ်ဆိုရင်ဒီထဲမှာဘယ်လိုပြောလဲဆိုတော့အခုအချိန်မှာဟလားတင်းတို့စိတ်ပြက်ဝန်းနေခြင်းမရှိကြနဲ့ဟလားဘာမှစိတ်ပြက်ခြင်းမရှိနဲ့ငါဒီဘင်ဂျမင်ကိုဒီမှာခေါ်ထားမယ်ဆိုတာလုံးဝစိတ်ပြက်ခြင်းမရှိကြပါနဲ့ဘာဖြစ်လို့လဲဆိုတော့ယောသက်ကသူ့ကိုယ်တွေကပြောင်းလဲနေပြီဟလားမနာလိုစိတ်မရှိတော့ဘူးသူတို့ရဲ့အဖြစ်တွေကိုလည်းပေါ်ပြပြီးဟလားသူတို့အဖေကိုလည်းသူတို့တနာတက်လာပြီးဒီအခြေအနေကိုယောသက်ကသိရဲ့အခါကျတော့ဟာလားတင်းတို့စိတ်ပြက်မဝန်းနေခြင်းမရှိကြနဲ့လုံးဝကိုစိတ်မပြက်နဲ့ဟာလားစိတ်မဆိုးကြနဲ့တင်းတို့ကငါ့ကိုဒီနေရာမှာရောင်းတယ်ဆိုတာဟာလားငါတို့အားလုံးရဲ့အသက်ကိုဘုရားသခင်ကကယ်ခြင်းလို့ငါ့ကိုဒီအေဂဒုနိုင်ငံမှာဟလာအီဂျစ်နိုင်ငံမှာငါ့ကိုတင်းတို့ရောင်းစားခြင်းဖြစ်တယ်ဆိုပြီးတော့ဒီမှာဖော်ပြလိုက်တဲ့အခါကျတော့ဒီမှာယောသရဲ့အမြင်ကတော်တော်လေးကိုကောင်းတဲ့အမြင်ဖြစ်အရာရာဟလာယောမထဲမှာပြောတဲ့အတိုင်းပဲဖြစ်လေသမျှအားလုံးဟာအကောင်းဆုံးဖြစ်ဖို့ဘုရားသခင်အားလုံးကြံစီခြင်းဖြစ်တယ်